ကောင်လေးဟာဆေးစာအုပ်ကိုအစင်မြင့်မော်တူနဲ့ထုလိုက်တဲ့အခါဆေးကျန်းစာအုပ်အစ်စ်ဖြစ်သွားပါတယ်။သူဟာမြောက်ပိုင်းကအကြီးဆုံးတရုတ်တိုင်းဆေးကန်းကိုတွားခဲ့ပြီးဒါကအစွမ်းထက်တဲ့ဆေးကျန်းစာအုပ်ဆိုပြီးတွားပြတော့ဆေးကန်းဆောင်တဲ့လူကတော်ဆန်းပါဆေးကျန်းအတူကြီးနဲ့လူတွေကိုလိမ်ဖို့ကြိုးစားနေတာလားအခုချက်ချင်းမထွက်သွားရင်ကျွန်တော်ရဲခေါ်လိုက်မယ်လို့ပြောလိုက်တာပေါ့။အဲ့ဒီအချိန်မှာဆေးဆရာကြီးထွက်လာပြီးဟေးဘာတွေဖြစ်နေတာလဲလို့ပြောလိုက်တော့ဆရာကြီးဒီလူကဆေးကျန်းအတူကြီးနဲ့ကျွန်တော်တို့ကိုလာလိမ်နေတာပြလို့တိုင်ပြောလိုက်ပါတယ်။ထိုအခါဆေးဆရာကြီးကကောင်လေးဆေးကျန်းဆိုတာဆေးပညာလောကမှာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ပါးပဲဆေးကျန်းစစ်ဆိုတာတွေ့ဖို့ဘလို့မှမလွယ်ကူတဲ့အရာပဲလို့ပြောလိုက်တော့သူကအဲ့ဒါဆိုလဲဒီဆေးကျန်းကအတူလားစစ်လားသိရအောင်ဆရာကြီးကိုယ်တိုင်ပဲကြည့်လိုက်ပါလို့ပြောလိုက်ပြီးစာအုပ်ကိုပေးလိုက်တာပေါ့ဆေးဆရာကြီးဟာဆေးကျန်းစာအုပ်ကိုကြည့်လိုက်တော့အံ့ဩသွားပြီးဝါဒါတကယ်ဆေးကျန်းစစ်ပဲမင်းဒီကျန်းကိုဘယ်ကနေရလာတာလဲလို့မေးလိုက်ပါတယ်ကောင်လေးကအာဒါကကျွန်တော်ရဲ့မျိုးရိုးစင်ဆက်အမွေနှစ်ပါလို့ညာပြောလိုက်ပြီးဆေးဆရာကြီးကဝိုးဒါကနှစ်ပေါင်း1000ကျော်တက်တန်းရှိတဲ့အစွမ်းထက်ဆေးကျန်းပဲလို့ဝမ်းသာအားရပြောလိုက်တာပေါ့ဆေးကန်းဆောင်တဲ့လူကဆရာကြီးဒီဆေးကျန်းကပျောက်ဆုံးနေတာရာစုနှစ်နဲ့ချီနေပြီဆိုတော့အစ်စ်ဖြစ်နိုင်ပါမလားလို့မေးနေတော့မှပဲဆေးကန်းထဲကိုဆရာကြီးကျမသားလေးကိုကယ်ပေးပါဦးရှင်ဆိုပြီးကလေးကိုပွေထားတဲ့အမျိုးသမီးတဦးပြေးဝင်လာပါတယ်ဆေးဆရာကြီးကကလေးရဲ့လက်ကဝတ်ကိုဆန်းလိုက်ပြီးမင်းပါလို့ကလေးကိုအခုမှခေါ်လာရတာလဲအစိတ်ကတအားပြင်းနေပြီးငါလည်းဘာမှမတတ်နိုင်တော့ဘူးဆိုပြီးပြောလိုက်တော့လုတ်ပါအောင်ဆရာကြီးရဲ့ကျေးဇူးပြုပြီးသားလေးကိုကယ်ပေးပါဦးလို့တောင်းပန်နေတော့တာပေါ့ထိုအခါကောင်လေးကဆရာကြီးစေးချမ်းထဲမှာတခုခုပါမလားဆိုတာကြည့်လိုက်ပါဦးအဲ့ဒီထဲမှာကူညီနိုင်မဲ့နီးလန်းရှိမလားလို့ပါလို့ပြောလိုက်တော့ဟုတ်သားပဲဆိုပြီးစေးချမ်းကိုရှာကြည့်လိုက်ပါတယ်ဆေးဆရာကြီးကအယိုးချစ်အစိတ်ထုံနေတဲ့ဒီစာအုပ်ထဲမှာတကယ်ကိုအသေးစိတ်လှုပ်ဆောင်ပုံတွေပါနေတာပဲတော်ပါသေးရဲ့ဒီကလေးတော့ကံကောင်းတာပဲကဲအချိန်ဆွဲနေလို့မဖြစ်ဘူးခွဲစိတ်ဖို့အမြန်ပြင်ဆင်ကြတော့ငါအခုချက်ချင်းပဲအယိုးချစ်အစိတ်ထုံနဲ့ကုသပေးမယ်လို့ပြောလိုက်ပြီးကလေးကိုခေါ်သွားပါတော့တယ်ကောင်လေးကစိတ်ပူနေတဲ့အမျိုးသမီးကိုကြည့်လိုက်ပြီးအယမ်းမစိုးရိမ်ပါနဲ့သူအဆင်ပြေသွားမှာပါလို့နှစ်သိမ့်လိုက်တာပေါ့ဆေးဆရာကြီးပြန်ထွက်လာတော့သူမကဆရာကြီးကျမသားလေးဘလို့နေသေးလဲဟင်လို့မေးလိုက်တော့အသက်အန္တရာယ်တော့မရှိတော့ပါဘူးအနားယူဖို့ပဲလိုတာပါလို့ပြောလိုက်ပါတယ်အမျိုးသမီးကဝမ်းသာသွားပြီးတော်ပါသေးတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်လို့ပြောလိုက်တော့မင်းသူ့ကိုပဲကျေးဇူးတင်တာပါသူတာဆေးချမ်းကိုယူမလာပေးခဲ့ရင်ကလေးရဲ့ကိုယ်ထဲကအစိတ်တွေကိုဖယ်ရှားဖို့အယိုးချစ်ကူထုံးကိုငါသုံးနိုင်မှာမဟုတ်ဘူးလို့ဆေးဆရာကြီးကပြောလိုက်ပါတယ်ထိုအခါအမျိုးသမီးကကောင်လေးကိုကျေးဇူးတင်ပါတယ်နော်လို့ပြောလိုက်တော့သူကရပါတယ်ကလေးကိုပဲတွားကြည့်လိုက်ပါလို့ပြောလိုက်တာပေါ့ဆေးဆရာကြီးကလူငယ်လေးငါဒီဆေးချမ်းကိုတကယ်သဘောကျမိတယ်ဒါကိုငါ့ကိုရောက်မလားလို့မေးလိုက်တော့ကောင်လေးကရပါတယ်ဆရာကြီးကအရှိတိုင်းရင်းဆေးပညာရဲ့ပညာရှင်ကြီးတစ်ယောက်ပဲဒီစာအုပ်ကခမည်းလက်ထဲမှာပို့ပြီးအသုံးဝင်မှာပါလို့ပြောလိုက်ပါတယ်ဆေးဆရာကြီးကသဘောကျသွားပြီးအေးပါငါလည်းဒီအတိုင်းအလကားတော့မယူပါဘူးဒီနေ့ကစပြီးဒီဆေးကန်းရဲ့နှစ်စဉ်အမျက်ငွေထက်ဝက်ကိုမင်းရမယ်ဆေးကန်းရဲ့ဝင်ငွေကတစ်နှစ်ကိုတန်းရာကြီးရှိတာပေါ့လို့ပြောလိုက်တော့ဟုတ်ကဲ့ပါကျွန်တော်လက်ခံပါတယ်လို့ကောင်လေးကပြောလိုက်တာပေါ့ဆေးဆရာကြီးကဒီမှာမင်းနာမည်လက်မှတ်ထိုးလိုက်ဒီနေ့ကစပြီးဒီဆေးကန်းရဲ့တဝက်ကမင်းအပိုင်ပဲလို့ပြောလိုက်တော့ကောင်လေးကလက်မှတ်ထိုးလိုက်ပြီးစိတ်ထဲကနေဝါငါတစ်နှစ်ကိုတန်းရာချီအတ္တတင်ရတော့မှာပေါ့တထေးဖြစ်ဖို့ခြေတလန်းပုံနီးသွားပြီလို့တွေးနေပါတော့တယ်